ခုအတွင်းရှိမြေပြင်တုန်ခါမှုကပို၍ပြင်းထန်လာသည်ရတနာပုံများအလယ်တွင်ထိုင်နေသောရုပ်အလောင်းကြီး၏ကိုယ်ထင်မှာနှစ်ပေါင်းရာချီစုဆောင်းထားသောဖုံပုံများလွင့်ဆွင်သွားပြီးသူကိုင်ထားသောလှံရှည်ကြီးကကြမ်းပြင်ကိုရိုက်ခတ်လိုက်သံမှာမိုးကြိုးပစ်သံအလားဟိန်းထွက်သွားသည်ဘိုးတော်ကျွန်တော်တို့ကိုခွင့်လွှတ်ပါစိုးသိန်းကကြောက်လန့်တကြားထူးထောက်ကျသွားတော်လဲအောင်ထွန်းနှင့်ကျော်စွာတို့ကမူသူတို့လက်ထဲကရွှေတုံများကိုမလွတ်တမ်းဆုပ်ကိုင်ထားကြသည်မောင်နီမောင်ငါ့ကိုကူအောင်ဥပတောင်းကအော်ဟစ်လိုက်သည်သို့သောသူကယတနာကိုကြည့်နေခြင်းမဟုတ်ဘဲရုပ်အလောင်းကြီး၏ရင်ဘတ်တွင်ချိတ်ဆွဲထားသောစမ်းကြယ်သည့်ကြောက်စိမ့်ဆွဲပြားတစ်ခုကိုသာစူးစိုက်ကြည့်နေသည်၎င်းမှာရှေ့ရခင်ကတေသူကိုပြန်လည်အသက်သွင်းနိုင်သည်ဟုကြော်ကြားသောဇီဝကကြောက်မြတ်ပင်ဖြစ်သည်ဘအခုချက်ချင်းပြန်မှဖြစ်မယ်ဒါလူသားတွေထိလို့ရတဲ့အရာမဟုတ်ဘူးနီမောင်ကဥပတောင်းကိုအတင်းဆွဲခေါ်တော်လဲအဘိုးကရုန်းကန်နေသည်ရုတ်တရက်အလောင်းကြီးကမတ်တက်ထရက်လိုက်သည်သူ့၏လှန်ရှည်ကလေထဲတွင်ဝှေ့ယမ်းလိုက်ရာအနီးဆုံးရှိကျော်စွာ၏ရင်ဘတ်ကိုမှန်သွားပြီးကျော်စွာမှတစ်ချက်ပင်မအော်နိုင်ပဲလွင့်ဆွင်သွားတော့သည်အောင်ထွန်းမှာကြောက်လန့်တကြားဖြင့်ကြံရှိနေသည့်ကြည်စံများကိုရုပ်အလောင်းကြီးစီသို့ကုံထင်အောင်ပစ်ခတ်တော်လဲကြည်စံများမှာတန်လိုက်ဖြင့်ဆွဲယူခံရတဲ့ကဲ့သို့ရုပ်အလောင်း၏ရှေ့တွင်ရက်တန့်သွားသည်တွားကြစို့နီမောင်သည်လွင့်ဆင်သွားသောအောင်ထွန်းကိုဆွဲထုကာကြံရှိသူများကိုခူးပေါဝသို့အတင်းတွန်းလှော်လိုက်သည်ခူးအမိုးမှာကြောက်တုံးကြီးများစတင်ပြိုကျလာသည်နီမောင်သည်တတိရှိရှိဖြင့်နောက်ဆုံးမှကာကွယ်ပေးရင်းထွက်လာခဲ့သည်သို့သောဥပတောင်းမှမူသူ၏လောဘကိုမချုပ်တီးနိုင်ပဲကြောက်သိမ်းဆွဲပြားကိုဆွဲဖြုတ်ရန်ရုပ်အလောင်းကြီးစီသို့ပြန်ပြေးသွားသည်အဖမလုံနဲ့နီမောင်၏တားမြင့်သံနောက်ကျသွားသည်ဥပတောင်ဆွဲပြားကိုထိလိုက်သည်နှင့်ကိုကြီးတစ်ခုလုံးဝုန်းကနေမြေလံပြီးပြိုကျသွားတော့သည်နီမောင်သည်အောင်ထွန်းနှင့်စိုးသိန်းကိုကူဝအပြင်ဘက်သို့အတင်းကန်ထုတ်လိုက်ပြီးသူကိုယ်တိုင်လည်းလိမ့်ဆင်းလာခဲ့သည်နောက်ွယ်တွင်မြောက်တရာကူကြီးမှမြေအောက်သို့နစ်မြုပ်သွားပြီးဖုံဖုံများသာကြံတော့သည်ဥပတောင်သည်သူ၏လောဘယတနာများမှကြောက်တုံးကြီးများအောက်တွင်ထာဝရမြုပ်နှံခြင်းခံလိုက်ရလေပြီ